မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ဒီ Messenger မှာပေါ့ခင်ဗျာကျွန်တော်ဒီ Messenger မှာတစ်ဖက်လူကစာပို့လာရင်ပဲဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းခေါ်လာရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့မှန်ပြင်ပေါ်မှာပေါ်လာအောင်ပေါ့ခင်ဗျာဘယ်လိုလုပ်ရမလဲဆိုတာအကြောင်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာဒီမေးခွန်းလေးကကျွန်တော်စီမှာလည်းခဏမေးတယ်ပေါ့ခင်ဗျာအခုကျွန်တော်တို့တစ်ဖက်လူကစာပို့လာရင်Messenger မှန်ပြင်ပေါ်မှာပေါ်မလာဘူးပေါ့ခင်ဗျာကျွန်တော်တို့အဲ့လိုပေါ်မလာဘူးဆိုတဲ့လူတွေကအခုကျွန်တော်ပြောပြမယ့်နည်းလေးအတိုင်းလိုက်လုပ်ပါခင်ဗျာကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ဒီ Messenger app ကလေးကိုပေါ့ခင်ဗျာ3စက္ကန့်လောက်လက်ကလေးနဲ့ဖိထားလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့3စက္ကန့်လောက်ဖိထားလိုက်မယ်ဆိုရင်အခုလိုလေးပေါ်လာမယ်ပေါ့ခင်ဗျာအခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီဘယ်တောင်းပေါ့ခင်ဗျာဒီအပေါ်သုံးမှာရှိတဲ့ဒီ test ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ test ပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့ခင်ဗျာနှိပ်ပြီးလဲပြီဆိုရင်အခုလိုလေးပေါ်လာမှာပေါ့ခင်ဗျာပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ manage notification ဆိုတာလေးတော့တစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာနှိပ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီမှာ notification 3ခုပြထားတယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာ notification 3ခုပြထားတာဖြစ်ပါတယ်ခင်ဗျာဒီကောင်ကတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဖုန်း screen lock ထိုက်ခါချိန်မှာ notice ပေါ်အောင်လုပ်တဲ့ဟာလေးပေါ့ခင်ဗျာအဲ့လားလေးကိုအမှန်ချစ်ထားမယ်ဆိုရင်ကျွန်တော်တို့ဖုန်း screen ပိတ်ထားချိန်မှာလည်း notice ကလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Messenger ကနေစာပို့ရင်ပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ notice ကလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီဖုန်းစကရင်အပေါ်နားလေးကိုပေါ့ခင်ဗျာကျွန်တော်တို့အပေါ်နားလေးကိုပန်းနာအနေနဲ့ပေါ်အောင်ပေါ့ခင်ဗျာဖုန်းစကရင်အပေါ်နားလေးမှာပေါ့ခင်ဗျာကျွန်တော်တို့ lock ဖွင့်ထားခြင်းမှာဖုန်းစကရင်အပေါ်တားလေးမှာပေါ်လာအောင်လှုပ်ထားတဲ့နေလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဂိမ်းသမားတွေအတွက်ဒီကောင်လေးကပိုအဆင်ပြေတယ်ပေါ့ခင်ဗျာကိုကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဖုန်းစကရင်ပေါ်မှာပူပေါင်းလေးလို့ပေါ်လာစေခြင်းနဲ့ဆိုရင်တော့ဒီကောင်လေးကပေါ့ခင်ဗျာဒီဘက်ကကောင်လေးကိုဒီမှာပေါ့ခင်ဗျာကျွန်တော်တို့အမှန်ချစ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကိုအမှန်ချစ်ပေးလိုက်ရင်ကျွန်တော်တို့ကMessenger ကနေစာပို့ထားရင်ပေါ့ခင်ဗျာပူပေါင်းလေးလို့ဒီလိုလေးပွန်းဆိုဖုန်းစကရင်ပေါ်မှာပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော် Messenger မှာစာပို့ရင်ပေါ့ခင်ဗျာဖုန်းစကရင်ပေါ်မှာမပေါ်ဘူးဆိုတဲ့သူတွေကဒီကောင်လေးကိုပေါ့ခင်ဗျာဒီပူပေါင်းပုံလေးကိုဖြုတ်မိနေလို့ဖြစ်ပါတယ်ခင်ဗျာဒီအမှန်ချက်ကလေးကိုကျွန်တော်တို့ဖြုတ်မိထားလို့ဖြစ်ပါတယ်ဒီအမှန်ချက်ကလေးပေးလိုက်ရင်ကျွန်တော်တို့ကဒီမှာ Messenger စာပို့လိုက်တဲ့ဒီပိုင်းနဲ့ဖုန်းစကရင်ပေါ်မှာပေါ်လာမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကဒီ Messenger မှာပေါ့ခင်ဗျာအခုလိုလေး ဒီ Messenger ကနေပြီးတော့ကျွန်တော်နှိပ်လိုက်ရင်ပေါ့ခင်ဗျာအခုလိုလေးပုံပေါ်မလာဘူးဆိုတဲ့သူတွေကပေါ့ခင်ဗျာဒီ setting တွေကနေဝင်ပေါ့ခင်ဗျာ setting တွေကနေပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီမှာ app မှာပေါ့ခင်ဗျာ app မှာကျွန်တော်တို့ကဒီမှာ app management ပေါ့ခင်ဗျာ app management ကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်တော့ဒီတည်းက Messenger app ကလေးကိုတစ်ချက်တွေ့အောင်ရှာလိုက်ပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာ Messenger app လေးကိုတွေ့ပြီဆိုရင်ကျွန်တော်တို့ကတစ်ချက်နှိပ်ဝင်လိုက်မှာပေါ့ခင်ဗျာနှိပ်ဝင်လိုက်ပြီဆိုရင်ဒီမှာပေါ့ခင်ဗျာmanage notification ဆိုတာလေးကိုတစ်ချက်နှိပ်ဝင်လိုက်ပါပါမယ်ပြီးရင်တော့ခုနကလိုလေးပဲပေါ့ခင်ဗျာကျွန်တော်တို့ကမှန်ပြင်ပေါ်မှာပူပေါင်းလိုလေးပေါ်စေချင်တယ်ဆိုရင်ဒီကောင်လေးကိုအမှန်ချစ်ပေးလိုက်အောင်ပါပဲခင်ဗျာဒါကတော့ကျွန်တော်တို့ Messenger မှာပေါ့ခင်ဗျာကျွန်တော်တို့တစ်ဖက်လူစာပို့လိုက်ရင်မှန်ပြင်ပေါ်မှာပေါ့ခင်ဗျာပူပေါင်းပုံလေးပေါ့ခင်ဗျာပူပေါင်းလိုလေးပေါ်မလာဘူးဆိုတော့သူတွေအရာပေါ့ခင်ဗျာခုနလိုအမှန်ချစ်ကလေးဖြုတ်မိထားလို့ဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ Messenger မှာပေါ့ခင်ဗျာတစ်ဖက်လူကစာပို့လိုက်ရင်ပေါ့ခင်ဗျာဖုန်းစကရင်ပေါ်မလာဘူးဆိုတဲ့သူတွေအတွက်ပေါ့ခင်ဗျာကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါသည်ခင်ဗျာ